တရိษံတွေရဲ့တချို့အမူအကျင့်တွေဟာကျွန်တော်တို့လူသားတွေမတွေးနိုင်လောက်တဲ့အထိထူးခြားကြပါတယ်။ဥပမာပြောရရင်ကျွန်တော်တို့တရုတ်တယောက်မွေးကြတဲ့ချစ်စရာပြုမှုရှိတဲ့ကြောင်လေးတွေဟာကျွန်တော်တို့ကိုပြန်စားတောင်းနိုင်တဲ့အမူအကျင့်မျိုးရှိကြပါတယ်။အပေါ်ပြောတာမဟုတ်ပါဘူး။ဒါအောင်သက်သေပြဖို့အချက်လက်တိတိကျကျနဲ့ရှင်းပြပေးပါမယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Mystery Box Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပြီးကြိုက်နေတဲ့တဲ့ဆိုရင် Like and Subscribe လေးပြုလုပ်ပေးသားဖို့လည်းတောင်းဆိုပါရခင်ဗျာ။နံပါတ်1ပိုင်ရှင်ကိုစားသုံးတတ်တဲ့ကြောင်များလူများစုကခွေးကိုက်ခံရမှာကိုကြောက်တတ်ကြပါတယ်။ဒါပေမဲ့ဒီထက်ကြောက်တဲ့ဆုံးຢာကတော့တင်းတယောက်တည်းတည်ဆုံးသွားခဲ့ရင်တင်းကြောင်ကတင်းကိုစားသုံးဖို့ဝင်လေးမှာမဟုတ်ဘူးဆိုတာပါပဲ။1992ခုနှစ် New Orleans ရှိ American တရားဝင်စစ်ပညာရှင်များအဖွဲ့ချုပ် American Academy of Forensic Science အစည်းအဝေးမှာပုံသဏ္ဍာန်ဆိုင်ရာပညာရှင်တို့ကပိုင်ရှင်မရှိတော့တဲ့အခါသူတို့ရဲ့အစာပကံကိုဖြည့်ပေးမဲ့သူတွေမရှိတော့တဲ့အိမ်မွေးတိရစ္ဆာန်လေးတွေဟာပိုင်ရှင်ရဲ့ပုတ်ပွားနေတဲ့ခန္ဓာကိုယ်ကိုစားသုံးဖို့ဝင်လင်းမှာမဟုတ်ဘူးလို့ရှင်းပြခဲ့ပါတယ်။ဒီဖြစ်စဉ်ကို postmortem predation သေဆုံးပြီးနောက်သားကောင်ရှာဖွေခြင်းလို့သိကြပြီးအိမ်မွေးတိရစ္ဆာန်တွေဟာသူတို့ရဲ့မူလသဘာဝဗီဇကိုပြန်လည်ရောက်ရှိသွားတာပဲဖြစ်ပါတယ်။သေဆုံးသူတွေရဲ့ခန္ဓာကိုယ်တွေကိုပြန်တွေ့တဲ့အခါချစ်ရတဲ့အိမ်မွေးတိရစ္ဆာန်တွေကကိုက်ဖက်စားတော့ထားတဲ့အဖြစ်အပျက်ပေါင်းများစွာရှိခဲ့ပါတယ်။ခွေးတွေကတော့တစ်ပတ်လောက်ထိစောင့်ဆိုင်းတတ်ကြပေမဲ့ကြောင်တွေကတော့48နာရီကြာမှလည်းစတင်စားသုံးကြတယ်လို့သိရပါတယ်။ပြီးတော့သူတို့ဟာအများအားဖြင့်နှာခေါင်းဒါမှမဟုတ်နှာခမ်းလိုပြော့တဲ့နေရာတွေကိုအရင်ဆုံးစားတတ်ကြပါတယ်။နံပါတ်2နောက်ပြန်မရွှေ့နိုင်သောသားပိုက်ကောင်များနဲ့၎င်းတို့ရက်ဆက်သောပြူဟာသားပိုက်ကောင်တွေဟာနောက်ပြန်မလျှောက်နိုင်ပါဘူး။ဒီလိုပြောလို့သားပိုက်ကောင်တွေကလမ်းမလျှောက်ဘူးခုံတာလို့တင်တွေးမိနိုင်ပါတယ်။ဟုတ်ပါတယ်။ဒါပေမဲ့သူတို့ဟာနောက်ပြန်လည်းမခုံနိုင်ပါဘူး။သူတို့ရဲ့ခြေထောက်ရှည်ကြီးတွေပုံသဏ္ဍာန်ကွဲပြားတဲ့နောက်ခြေထောက်တွေနဲ့လေးလံတဲ့အမိတွေကြောင့်ဘယ်ဘက်ကမှအနောက်ပြန်မရွှေ့နိုင်တာဖြစ်ပါတယ်။ဒါကြောင့်သူတို့ဟာခြေနှချောင်းလုံးနဲ့တပြိုင်နက်တွန်းပြီးခုံတဲ့လှုပ်ရှားမှုကိုလှုပ်ဆောင်ပါတယ်။သူတို့ရဲ့ကြက်သားများတဲ့အမိကဟန်ချက်ထိမ့်ပြီးတတရခြေထောက်လိုလှုပ်ဆောင်ပေးပေမဲ့ဒါဟာသားပိုက်ကောင်တွေကိုနောက်ပြန်မရွှေ့နိုင်အောင်တားဆီးရဲ့အရာပဲဖြစ်ပါတယ်။သားပိုက်ကောင်တွေမှာအလွန်နေပါပြီးထူးဆန်းတဲ့သဘာဝခုခံကာကွယ်ရေးအကျင့်စရိုက်တစ်ခုရှိပါတယ်။သားပိုက်ကောင်အမားတစ်ကောင်ဟာဒင်ဂိုလိုသားရဲကအန်ရည်ပြုတ်လာရင်သူဟာသားပေါက်ကလေးကိုသားရဲစီပစ်ချပြီးအာရုံပြောင်းတဲ့နည်းလမ်းကိုသုံးတတ်ပါတယ်။ဒါဆိုကလေးလေးတေမာပေါ်လို့သင်တွေးနိုင်ပါတယ်။ဟုတ်ပါတယ်ကလေးကတော့တေဖို့များပါတယ်။ဒါပေမဲ့အရွယ်ရောက်ပြီးသားသားပိုက်ကောင်ဟာပြင်မြန်စွာလွတ်မြောက်နိုင်မယ်ဆိုရင်ဒါဟာသူမပေးဆက်လိုတဲ့စတေးမှုတစ်ခုပဲဖြစ်ပါတယ်။ဒီလိုရက်ကရက်ဆက်တယ်လို့ထင်ရပေမဲ့အကြောင်းရင်းရှိပါတယ်။အရွယ်ရောက်ပြီးသားသားပိုက်ကောင်မဟာသေဆုံးသွားခဲ့ရင်နောက်ထပ်မျိုးပွားနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်သူမဟာအနာဂတ်သားသမီးတွေရှင်သန်နိုင်မှုအတွက်လက်ရှိသားပေါက်ကလေးတစ်ကောင်ကိုစတေးလိုက်တာပဲဖြစ်ပါတယ်။သားပိုက်ကောင်အမေတစ်ကောင်ဟာမတူညီတဲ့ဖွံ့ဖြိုးမှုအဆင့်မှရှိတဲ့သားပေါက်မျိုးစုံကိုပြုဆိုင်ရတဲ့အခါခက်ခဲတဲ့အခြေအနေနဲ့ရင်ဆိုင်ရရင်လည်းတခြားကလေးတွေရဲ့ကောင်းကျိုးအတွက်တကောင်ကိုဆွတ်ပစ်လိုက်တယ်မျိုးလည်းရှိကြပါတယ်။အသက်ရှူတိုင်းလေးလဲသလိုဖြစ်နေတဲ့ပြင်းကြီးကောင်ဒါမှမဟုတ် slot နို့တိုက်တရဝါအားလုံးဒီပါလေးလဲကြောင်းအတည်ပြုပြီးသားဖြစ်ပေမဲ့ slot တွေမှာတော့ဆိုးရွားတဲ့မီသိန်းတဝက်ကိုစွန့်ထုတ်တဲ့နည်းလမ်းကနည်းနည်းထူးခြားပါတယ်။2017ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Does It Fart စာအုပ်မှာသတ္တဗေဒပညာရှင် Danny Ropaiotti က slot တွေဟာအပင်များစွာကိုစားသုံးပေမဲ့သူတို့ရဲ့အစာရှည်မှုနှေးကွေးလွန်းတာကြောင့်ပုံမှန်နည်းလမ်းနဲ့ဓာတ်ငွေ့မထုတ်လွှတ်နိုင်ကြောင်းရှင်းပြထားပါတယ်။ရေဘူးအားဖြင့်ပြင်းရတဲ့သတ္တဝါတွေဖြစ်တဲ့ slot တွေဟာ၃ဘက်တစ်ခါလောက်မှသာဝင်သွားတတ်ပါတယ်။ကံမကောင်းစွာနဲ့ဒီလိုကြာရှည်တဲ့ကာလတစ်ခုတွင်သူတို့ရဲ့ဥထဲမှာဓာတ်ငွေ့တွေစုပုံနေရင်သူတို့ဖျားနာနိုင်ပြီးပိုဆိုးရင်ပေါက်ကွဲသွားနိုင်ပါတယ်။ဒါပေမဲ့စိတ်မပူပါနဲ့မီသိန်းဓာတ်ငွေ့တွေကကုလန်းကြောင်းမှတစ်ဆင့်သွေးကြောလေးကိုရိုးရှင်းစွာပြန်လဲဆုပ်ယူပြီးအဆုတ်ကနေတစ်ဆင့်အသက်ရှူထုတ်တဲ့အခါထွက်သွားပါတယ်။ဒါကြောင့်အသက်ရှူတိုင်းလေးတယ်သလိုဖြစ်နေတာပဲဖြစ်ပါတယ်။တော်တော်လေးတော့ယုံမှုကောင်းပါတယ်။မိတ်ဆွေတို့တငယ်ချင်းတွေထဲမှာလည်းဒီလိုတငယ်ချင်းတွေရှိရင်ဒီဗီဒီယိုလေးကိုပြလိုက်ဖို့ချန်ပေးခြင်းပါတယ်။ Sorry. နံပါတ်4တငယ်ချင်းတက်ဇာပနာလုပ်ပြီးတော့ကြီးကမ်းများတိရစ္ဆာန်တွေဟာကျွန်တော်တို့ထင်ထားသလောက်ရိုးရှင်းတာမဟုတ်ဘူးဆိုတာဒီချက်ကသက်သေပြပါတယ်။ကြီးကမ်းနဲ့ကြီးနက်တွေဟာသူတို့ရဲ့သေဆုံးသွားတဲ့အဖော်တွေအတွက်ဇာပနာပွဲတွေကျင်းပပေးပါတယ်။သူတို့ဟာအလွန်ထက်မြက်တဲ့သတ္တဝါတွေဖြစ်ပြီးခုနှစ်သားကလေးတို့ရဲ့အစဉ်ချင်းတွေးခေါ်နိုင်ခြင်းရှိတယ်လို့သက်သေပြထားတာရှိပါတယ်။ဒါကြောင့်သူတို့ဟာသေဆုံးမှုတွေကိုဂုဏ်ပြုတဲ့ထူးခြားတဲ့သတ္တဝါတွေကတကောင်ဖြစ်တာအံ့ဩစရာတော့မရှိပါဘူး။ကြီးကမ်းဒါမှမဟုတ်ကြီးနဲ့တကောင်ဟာသေဆုံးသွားတဲ့အဖော်တကောင်ရဲ့ခန္ဓာကိုယ်ကိုတွေ့ရှိတဲ့အခါကျန်တဲ့အကောင်တွေကိုစတင်အော်ခေါ်ပါတယ်။ကြီးကမ်းများများရောက်လာတဲ့အခါရက်တန်ကြာသည့်အထိအော်ဟစ်ဆူညံနေကြပါတယ်။နောက်ဆုံးမှာတော့သူတို့တကောင်မီးတကောင်ထွက်ခွာသွားပြီးကျန်ရစ်တဲ့ငှက်နှဲငယ်ကအယိုသေးပေးပြီးထွက်ခွာသွားကြပါတယ်။နံပါတ်5ဟောင်းနိုင်စွမ်းမရှိသောဘာဆန်ကြီးခွေးမျိုးနွယ်ခွေးမှန်သမျှဟောင်းတယ်လို့သင်သိထားတယ်မဟုတ်လား။
ဟောင်းလို့မရတဲ့ခွေးတကယ်ရှိပါတယ်။ဘာဆန်ကြီးလို့ခေါ်ပါတယ်။ဒီခွေးမျိုးနယ်ဟာလုံးဝဟောင်းလို့မရပါဘူး။ဘာဆန်ကြီးဟာ American Kennel Club ကတရားဝင်အသိအမှတ်ပြုထားတဲ့ရှေးကြသောမျိုးစိတ်တစ်ခုဖြစ်ပြီးမူလကအာဖရိကလူမျိုးတွေမှာအမဲလိုက်ခွေးဖြစ်မွေးမြူခဲ့တာပါ။သူတို့မဲလိုက်ရမှာအောင်မြင်ရတဲ့အကြောင်းရင်းတွေကတစ်ခုကတော့သူတို့ဟာအတန်တိတ်သားရဲလိုမျိုးတားကောင်စီကိုတိတ်တိတ်ကြီးခတ်နိုင်လို့ပါပဲ။သူတို့ကလုံးဝအတန်မထွက်တာတော့မဟုတ်ပါဘူး။သူတို့ပါဇက်ဖွင့်တဲ့အခါရေတံလိုဒါမှမဟုတ်အာကူတန်လိုအတန်မျိုးထွက်တတ်ပါတယ်။ဒါဟာဒီမျိုးစိတ်ရဲ့အတန်မုံဖန်စီပုံကြောင့်ဖြစ်ပါတယ်။ဘာဆန်ကြီးမှာတခြားခွေးမျိုးနယ်တွေနဲ့တူညီတဲ့အတန်မုံစိတ်ပိုင်းတွေအကုန်ရှိပေမဲ့အနည်းငယ်ကွဲပြားတဲ့ဖွဲ့စည်းပုံကြောင့်အတန်ကြိုးတွေပုံမှန်တုံခါခြင်းမရှိဘဲကျဲလောင်တဲ့ဟောင်းနှံကိုထုတ်လို့မရနိုင်တာဖြစ်ပါတယ်။ဆုံးဖြတ်ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ပျော်ရွှင်ပွဲနေ့တစ်နေ့ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။